60 kg ဝေးတန်းပွဲအတွက်ရှင်မြိုင်ရမယ့်ဖိုင်တာများနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအနေတော့မှရှင်မြိုင်ထိုးသမက်ဖိုင်တာကတော့အသက်22နှစ်အရက်9ပေ9လက်မဝိတ်60 kg ဖြင့်ရှင်မြိုင်မဲ့ 1990s MMA ကလပ်မှာတွန်းသေးသောဖိုင်တာဝီဇောအပြာတော့မှရှင်မြိုင်ထိုးသမက်ဖိုင်တာကလည်းအသက်20အရက်9ပေ8လက်မဝိတ်60 kg ဝေးတန်းဖြင့်3ပွဲရှင်ပြိုင်ထားရမှာနှစ်ပွဲသေးရလာတော့ဖြင့်9လဝေးကလန်နဲ့5 real မှာစစ်တွေရခိုင်ဖိုင်တာဝီလိုက်ထိုဒီပွဲကတော့လုံးဝစိတ်လုံရှားပွဲကပွဲတစ်ပွဲဖြစ်ပါတယ်ဗျနောက်စိမထိုးလို့မိတ်တန်သေးချာနားထောင်မယ်ဟုတ်ဆက်round 1ဒီစီစဉ်ကိုကျွန်တော်တို့အဓိကဖြစ်မြောက်အောင်ပြီးတော့ကူညီပေးတာနံပါတ်1အားဖြည့်ချွေးမစိတ်ဖြစ်တဲ့လီပိုဗီတန်မြန်မာပဲဖြစ်ပါတယ်ဗျကဲညီလေးအရန်တော့ပဲရင်ခုန်ဖို့ကောင်းနေပြီနော်ဝင်းစော်ရဲ့ပါဝါလားဝင်းလိုင်တို့ရဲ့ scale လာကြည့်ရတော့မယ်ညတော့ပပပဲ bounce oh right hook to the jaw ဝင်းလိုက်တော့လက်သီးပိုင်းရန်တိကြရနော်ကြောက်စရာတစ်ချက်ပဲဒီမကောင်းရဖို့ကြိုးစားနေဗျလို့ပြောလို့ရတယ်ဒါပေမဲ့ဝင်းစော်ရဲ့တိုက်တောင်းတစ်ဖက်လည်းအတော့ကောင်းတယ်နော်ညီလေးနော်ဝင်းစော်ဒီတစ်ခေါက်သူတော်တော်ကြီးတင်စင်လာတယ်လို့ပြောလို့ရတယ်ဗျတိုက်တောင်းတစ်ဖက်ကြီးကတော်တော်ကြောက်ဖို့ကောင်းတယ်ဗျဒါပဲဝင်းလိုက်တော့အနေနဲ့တိုက်တောင်းတစ်ဖက်ရဖို့ကြိုးစားပေမဲ့oh အခုဆိုတော့ဒါဘက်ကွန်ထရိုးရပါတယ်ဗျဝင်းစော်ဝင်းလိုက်တော့အမေဆိုဒါပဲဗျလုံးဝအလဲပြောင်းမယ်ဘယ်သူမှ short တွက်လို့မရဘူးဝင်းလိုက်တော့အနေနဲ့ဒါဒီဝီရနေကချုပ်မပေးရအောင်တောက်ခံရမယ်တော့မှဖြစ်သွားပြီဗျဝီရနေကချုပ်ကိုတောက်ခံနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒါဝင်းလိုက်တော့နေတဲ့ခွေးကြီးမှာဖြစ်ပြီးတော့ဝင်းစော်နဲ့ကျန်းနေပါရဲ့ဝင်းစော်ကတော့ body load ချထားတယ်ဗျဝင်းစော်ရဲ့ ground skill နဲ့တန်မာမှုပိုင်းကတော့ဒီပွဲမှာလုံးဝအဖြစ်ထုတ်เสียမလို့ဖြစ်သွားတယ်ဗျဒါပေမဲ့ဒီကပွဲပါဝါနေတာဗျဝင်းလိုက်တော့ကသူရှောင်းနေတယ်ပွဲပါဝါနေလို့ပြောလို့တော့ရတယ်ဗျအဂပ်ကဟာနေရတယ်ဂပ်ဝင်းစော်ရဲ့တန်မာမှုကတော့နော်လုံးဝပဲတရားခိုင်နှုံးပဲညီလို့ဒါဒီမှာကျွန်တော်တို့ပျော်ရဲဆိုရင်တော့တော်တော်အဆင်မပြေဘူးဗျဝင်းလိုက်တော့အနေနဲ့တော့ဒါ body roll လုပ်ပြီးတော့လက်တစ်ဖက်ကို control လုပ်ထားတယ်ပေါ့အိုးဗာနေတယ်လေအဲ့ဒီမှာဝင်းစော်နဲ့ lock ချနိုင်မယ်ဆိုရင်တော့ဒါပွဲသိမ်းမယ် knock out ပဲဗျဝင်းလိုက်တော့ကတော့လက်တစ်ဖက်ကိုဒါ control လုပ်ထားတဲ့အတွက်ကြောင့်မလို့ rear naked choke အနေနဲ့ကတော့အလှမ်းဝင်းနေဦးမှာပဲပေါ့အဓိကတော့ကျွန်တော် lower body lock ကိုဖြုတ်နိုင်လို့လည်း ground မှာတော့စပြီးကျွေးပြီပေါ့ဗျာအဓိကတော့ body lock ချထားရတဲ့ကြောင့်ဝင်းလိုက်လုံးအနေနဲ့ roll လုပ်ဖို့ကခက်တယ်ဗျrear naked choke ကတော့မဝင်သေးဘူးဗျဘာလို့လဲလက်တစ်ဖက်ကို control လုပ်ထားနိုင်တဲ့အတွက်ကြောင့်ဝင်းလိုက်လုံးအနေနဲ့တော့အနေငယ်ရုန်းကန်နေရတယ်ပေါ့ဒီကတော့ကျွန်တော်တို့ဒါညစ်အားလိုရတဲ့အချိန်ပေါ့ဝင်းစော်နေတယ်ညစ်အားလိုနေတယ်ဗျအဓိကသူညစ်အားပါနေဒီပွဲကနိုင်နေပြီဗျ ground game မှာတော့ဝင်းလိုက်တော့အနေနဲ့ defense လုပ်နေရတယ်ပေါ့ဝင်းလိုက်တော့အနေနဲ့အနေငယ်အခွင့်အရေးရှိတဲ့အနေထားကိုပြန်ရောက်သွားပြီလေဒီချိန်မှာတော့ဝင်းစော်တော်တော်ကြီးကိုဟိုဘယ်လိုခေါ်မလဲတက်လုံပြိုနိုင်မဲ့အချိန်တွေရောက်နေပြီဗျဒါကျွန်တော် half body upper body ကိုပြီးတာတော့နည်းနည်းလေးဂျုံကခက်တဲ့အချိန်တွေပေါ့နော်အန်ဒီလည်းများတယ်နှစ်ဖက်လုံးအတွက်ဗျအခုဆိုရင်တော့ဒါဝင်းလိုက်ထောင်းကနေငယ်ပြန်ပြီးတော့ရုံးထွက်ဖို့အခွင့်အရေးရနေတယ်ပေါ့ဝင်းစော်အနေနဲ့ကတော့ဒါသူ control ရဖို့ကြိုးစားနေရပေါ့ဝင်းလိုက်ထောင်းအနေနဲ့ကလက်တစ်ဖက်ကို control လုပ်ထားတဲ့အတွက်ကြောင့်မလို့ဝင်းစော်အနေနဲ့ချုပ်ကွက်ပေါ်ဖို့မှာအခက်အခဲရှိနေတယ်ဗျအဓိကအဲခေါင်းနဲ့ပြုတ်ကြတဲ့အချိန်ကတော်တော်ကြီးမူးတာဗျထိုးတာတက်ကိုပုံမူးတာဒီအချိန်မှာတော့ဝင်းတိုင်လုံးက defense back ကိုပဲဦးစားပေးပြီးဆော့နေရတယ်ပေါ့
ဝင်းစော်အနေနဲ့ကလည်းဒါ control ဘိုင်းကိုတာပြီးအောင်ပဲချိုးသားနေတယ် ground ပေါင်တစ်ချက်ဆွဲတယ် စက္ကန့်90ပဲကျန်တော့တဲ့အခြေအနေပေါ့နော် ဝင်းလိုက်တော့အနေနဲ့ မောင်ကဖြည်းဖြည်းချင်းပြုတ်လာတယ်လို့ပြောလို့ရတယ် ပြောလို့ရတယ်ဗျအိုးအမေဆိုတာအဲ့ဒါပဲဗျ round 10ပဲ ဒါဝင်းလိုက်တော့အနေနဲ့ဟက်ကပ် position မှာအပေါ်ကနေပြောင်းသွားတယ် ဒါတော့ကျွန်တော်တို့ question mark ပဲပြောရမှာပေါ့လေဟိုအမကျွန်တော်တို့နေကြဝင်လဲတော်တော်ပြဿနာတက်တယ်ဗျအဲ့ကောင်နေကြတော့တော်တော်ပြဿနာတက်မှာ အိုးဒါဟက်ကပ် position နဲ့ဝင်းလိုက်တော့ချုပ်ကပ်ပေါ်မလား ground ပေါင်ကျွေးမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ် တက်လုံးရတော်တော်ကြီးကိုနော်ကျွန်တော်ဒါ first round မှာအဲ့လောက်ယုံနေဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အိုး round 10ပြစ်သွားပြီ တိတ်တောင်းလုံးဝဝင်းလိုက်အောင်အနေနဲ့တိတ်တောင်းတစ်ခုထည့်ရပါတယ်ပေါ့ အိုး ဒါ second second တိတ် round တောင်းပါပဲဝင်းစော်အနေနဲ့ဂီလတီပန်းဖို့စ조사နေတယ်ဝင်းလိုက်တော့ ရဲကြီးလို့ကောင်းတဲ့ပွဲပါပဲဗျာ အဲ့တော့ဂီလတီမိမလားမမိဘူးလားဆိုတော့ဝင်းလိုက်တော့မှမူတည်တယ်ပေါ့ပွဲကပြီးတော့မှာပါ ထုံတယ်တော့ခောက်နေပါပြီ နောက်ဆုံးစက္ကန့်အောင်ရောက်နေပါပြီအိုးစင်ကလက်တိတ်တောင်းရပါပါတယ်ဝင်းလိုက်လုံးအနေနဲ့ ကဲ round 1ပြီးသွားတဲ့အချိန်ပဲဖြစ်ပါတယ်နှစ်ပတ်လုံးကောင်းဆုံးကြိုးစားပါတယ် ဒီပွဲမှာတော့ဝင်းစော်ရဲ့တာမာမှုကိုဝင်းလိုက်ထုံးရဲ့တစ်ဖက်နေတော့ရန်ကောင်းတယ်ဗျာပွဲပြီးကန်ဒီမှာပဲဝင်းလိုက်ထုံးကတိတ်တောင်းနှစ်ခါကိုရအောင်ယူသွားနိုင်တယ်စင်ကလက်တစ်ခါဘော်ရီရိုးလုပ်ပြီးတစ်ခါပေါ့ ကဲ round 2စပါပြီ bounce ဝင်းစော်အနေနဲ့တက်လုံးပြိုသွားတဲ့အနေအထားမှာရှိတယ် ဒုတိယချီမှာတော့ဖိုက်တာတွေကဒါတက်လုံမိုင်းကိုနည်းငယ်ချွေတာပြီးစော့နေပုံရတယ်ဗျဝင်းစော်ဝင်းလိုက်တော့ပထမချီမှာရေကိုရေခဲယုံထားတဲ့အတွက်ဒီချီမှာတော့သူတို့ဒါစတာမနာပိုင်းကိုပြန်ပြီးပြင်ဆင်နေရပေါ့အိုး တကွက်မိုင်းတော့ခံရမှာဗျဒီပွဲက ဝင်းလိုက်တော့အနေနဲ့ကလည်းဒါတိကျသေးကြတဲ့ထိုးချက်တွေကိုစောင့်နေရပေါ့ဝင်းစော်ဝင်းလုံးပြီးတိတ်တောင်းဝင်းလုံးပြီးပေါ့ဒါတန်စကာကိုကတ်ပြီးတော့ ဝင်းလိုက်တော့တိတ်တောင်းတစ်ဖန်တော်တော်ကောင်းတယ်ပြောလို့ရတယ် အိုးဝင်းလိုက်တော့တိတ်တောင်းရပါတယ်ဆွိလောက်ရတာဗျလုံးဝ အဲ sweep ကြီးတော်တော်ကြားတယ် beautiful sweep အဲ့တော့ back position ကနေခါအောင်ပြန်မိထားတယ် အိုးဒါဆိုတော့ကျွန်တော် အိုးဆလန်လောက်ရတာရောက်လာတယ်ဗျ အိုးဒါချင်းနေမကောင်းတော့ ဝင်းစော်ရဲ့တာမာမှုကလည်း short တက်လို့မရဘူးအိုးဝင်းစော်တိတ်တောင်းထက်ရပါပြီ ဝင်းစော်ဘောနေပြန်ပြီးတော့ mount position ပြန်ရသွားတဲ့အနေထားပဲနော် ဝင်းစော်ကိုတော့နှောက်လို့မရဘူးဝင်းစော်ရဲ့တာမာမှုရဲ့တက်လုံရရတော့ဒါနှိမ့်ဆယ်ပဲတခုကိုရောက်နေတာဗျဝင်းလိုက်နှောအနေနဲ့ဒီချီမှာသူအောက်ကနေပြန်လဲအနေငယ်ရုံးကန်နေရတယ်ပေါ့ သွေးနဲ့ရှင်ပြန်ရမယ့်အချိန်တွေပဲပါ second round ဆိုတော့ ဝင်းစော်က side control ရသွားတယ် side control ရသွားတယ်ပေါ့အိုး elbow တော့ချက်ကျွေးတယ်ဗျာဝင်းလိုက်နှောကတော့ဒါ single လက်တိတ်တောင်းအိုး သူတို့ရကြောက်ကြရလက်တော့ကျိုးရတဲ့အခြေအနေရှိရနော် transition ကိုလုံးဝပြောင်းလာရန်ကောင်းတယ်ဗျဝင်းလိုက်တော့လုံးဝ single လက်ကိုလုံးဝမလွတ်ဘူးဗျ ဒီချိန်လေးမှာလဲနိုင်တော့ဒါတော်တော်ကြီးကိုတခါတည်းမောင်းရသွားမယ့်အခြေအနေရှိရအိုး wow bro ဝင်းလိုက်တော့တာမဦးနဲ့စကေးကတော့တော့လို့မရဘူး အချိန်တယ်ပဲတော့ ဝင်းလိုက်တော့ uppercut တွေနိုင်နေတယ် body uppercut တွေပြန်နိုင်နေရပေါ့ အဓိကအောက်ကနေကျွန်တော်တို့အဲ့ lower ရောလေးနိုင်တယ်တော့ တော့ပြန်ရတာတယ်ဝင်းစော်အနေနဲ့ရတယ်ဒါပြန်လေထားဖို့လိုတယ် အဲ့ ပေါ့ ဒီရမ်းကြတဲ့ position မှာ rear naked ချုပ်ရဖို့အများကြီးဖြစ်နေတယ်ဒီချိန်တွေကဝင်းစော်အနေနဲ့ ဝင်းလိုက်တော့ ground ပေါင်ချွေးဝင်းလိုက်တော့အနေနဲ့အနေငယ်အသာစီးရသွားပြီပေါ့ဒီအချိန်မှာတော့ဝင်းစော်ဒါ control လုပ်ထားပြီးတော့တောက်လျှောက်ကိုပဲ ground ပေါင်ဒါဘယ်လက်နဲ့တော့ကျွေးနေတယ် ဒါတဘာဝစားရတယ်လို့ပဲပြောလို့ရမှာဗျဒီပွဲကတော့
မှာ control လုပ်ထားနိုင်တယ်ဝင်းစော်အနေနဲ့ဘာပြန်လုပ်မလဲဆိုတော့ကျွန်တော်ကြည့်ရမှာဗျအိုးပြန်လုံးဝ recover ဖြစ်တယ်ဗျဝင်းစော်ကလည်းအဲဘောတစ်ခုချေးသွားတယ်တိတ်တောင်းတစ်ခုထပ်ရတယ်အဓိကတော့ဒါခြေထောက်ကိုဆွိလုပ်ပြီးလဲသွားတာပဲ 对，就是 DJ 的话，为什么都到标那边？那么标那边的标呢 ，resilient 老我们家的。 ဒီအချိန်မှာတော့ win line တော့ control တိုင်းနဲ့ပို့ရတယ်ပြီးတော့ဒီ ground ရဲ့ပေါင်ကျွေးဖို့ကြိုးစားတယ် elbow ရင်းနဲ့ကျွေးတယ်ပေါ့ အဲ့ဒီမှာပေါင်းပြီးသွားတော့အဲ့မလေးခုန elbow အဲ့တစ်ချက်ကရန်ကို effective ဖြစ်တဲ့ elbow ပဲ break တဲ့တွေက ground ပေါတောင်းဆိုနေပါပြီ ဒီကျွန်တော် win line တော့ round ကျွေးဖို့ကြိုးစားနေရပေါ့ဝင်းစော်အနေနဲ့ကလည်းသူဒီ ground ရဲ့ပေါင်ကျွေးမခံအောင်အောက်ကနေလုံးဝ defend လုပ်ထားနိုင်တယ်ဗျ အဝင်းလိုက်တော့သူက anchor တစ်ချက်မိထားတဲ့ position ဖြစ်နေတာဗျအဲ့ဒါကြောင့်ဝင်းလိုက်တော့တိတ်ပြီးတော့လှုပ်ရှားလို့မရတဲ့အခြေအနေ ပွဲ ပေါ့ ပြီး နော် ဖို့ကလည်း second ပိုင်းကလိုရတဲ့အတွက်ကြောင့်မလို့ဒီပွဲမှာလည်းနောက်ချီကိုကူးမယ်လို့တော့ကျွန်တော်ထင်တယ်ဗျ စက္ကန့်ပိုင်းပဲလိုတော့တဲ့အခြေအနေပေါ့နော် ဝင်းစော်ကတော့ဒါ win line ထုံးရဲ့ body အောက်မှာခေါင်းဖွက်ထားပြီးတော့ဒါ ground ရဲ့ပေါင်ကနေကာဝဲဖို့ကြိုးစားနေပေါ့10 second ပဲကျန်ပါတော့တယ် round 2ပြီးသွားတဲ့အချိန်ပဲဖြစ်ပါတယ် ဖိုက်တာတွေကတော့လုံးဝပဲရေကုန်ရေကန်းစူးစမ်းနေကြတာပဲအရန်ကိုကောင်းတဲ့ပွဲပါ ground stand တောက်လျှောက်မြင်နေရ Round 3 final round ကဲ final round စပါပြီဟောနောက်ဆုံးချိန်မှာတော့ဘယ်သူရေကုန်ရေကန်းတိတ်သွားမလဲဆိုတော့ကျွန်တော်တို့ဒါရင်ကုန်စာစောင့်မျှော်နေရဗျ round 1ကတော့ဝင်းဆောင်တာ round 2ကဝင်းလိုက်တော့တာဆိုတော့ဆုံးဖြတ် round လို့ပဲပြောအောင်ပေါ့နော် body kick နဲ့စတယ်ဝင်းစော်ကချက်တွေပြန်တွဲထားတယ်ပေါ့ဝင်းလိုက်တော့လက်ကင်း အိုး low kick တွေဖြိုးနေပြီ အို အို း းဒါသူစန်းစုရဲ့ low kick brother ဝင်းစော်ရဲ့လက်သီးပါဝါနဲ့ pressure ပေးဖို့ကြိုးစားနေပေါ့အိုးအပေါက်ကတကူကတော့ကောင်းလေရ အိုးခုနတစ်ချက် round 3နေနဲ့တော့ ဝင်းလိုက်တော့ရဲ့ spring buffet တွေကတော့မြင်နေရပြီဒီအချိန်မှာတော့သူတို့ဒီလုံးဖို့တဲ့လက်သီးပိုင်းကိုပို့ပြီးတော့သွားတယ်ဗျ stand fight only ပေါ့နောက်ဆုံးအချိန်မှာတော့ ဒီအချိန်မှာတော့တိတ်ပြီးတော့ဗျရဲ risky လုပ်လို့ရတဲ့အချိန်တွေတော့မဟုတ်ဘူးဗျ တက်လုံပိုင်းမှာတော့ဝင်းစော်ကလုံးဝမကြပါဘူးဒီစူပါမင်းပတ်တယ်အိုးခါတော့ပါပြီလက်ဝှက်ကြီးကခါတော့ပါပြီကအိုး right hand လက်ဝှက် right hand လက်ဝှက် ဝင်းတော့ဘာလုပ်မလဲပဲကြည့်ရတော့မယ်ဗျာ ဝင်းလိုက်တော့ကတော့ဒီအချိန်မှာ pressure လိုက်ပေးနေရပေါ့ stand fight နဲ့ pressure လိုက်ပေးနေရ Ryan လက်ဟုတ်တွေကလှုပ်ဖြစ်နေရပေါ့အိုးဝင်းစော်တာမမှုမကြော်နိုင်ဘူးဖြစ်သွားတယ်ဗျနေရာလုံးပြန်ထားလာပါပြီဝင်းစော်ရဲ့တာမမှုကတိတ်တောင်းလို့ဖို့အတော်ခက်တယ်ဗျစတာမနာပိုင်းမှာဒါပြန်ဆိုင်ရတဲ့အနေအထားလေးဖြစ်နေပြီ 2 မိနစ်ကြော်ပဲကြံတော့တဲ့အချိန်ပေါ့နော်ဒါလုံးဝစောက်ထိနေရပြီဝင်းလိုက်တော့နေတဲ့ aggressive stance နဲ့ပြန်ပြီးတော့တိုက်စစ်စိန်နေတဲ့ပုံပဲဗျ အိုး push kick တွေသွားတယ်ဝင်းလိုက်တော့အနေနဲ့ကတော့နောက်ချက် pressure လိုက်ပေးဖို့လိုနေပြီဗျနောက်ဆုံးအချိန်မှာတော့ဒါ fighter တွေကအနေငယ် stamina ဘိုင်းမှာ
ရောကြလာတဲ့အနေထားမှာတော့ဒါသူတို့ရဲ့ဒီနီးဗျူဟာတွေကလုံးပြမလားဆိုတော့ကျွန်တော်တို့ဆက်ကြည့်ရမယ် တိုင်ရဝင်ပြီးတော့ တိုင်ကတော့သတိပေးနေပါပြီဂျက် Loki brother right hand လို့တွေကတော့လုံးဝလုံးပြတယ်နော်အိုး overhand လုံးဝထိပါပြီ oh right to the jaw 90 seconds ဆိုတဲ့အချိန်နေပဲနော် 90 second အတွင်းမှာ MIA ဆိုတော့ဘာမှမဆိုဖြစ်နိုင်တယ်ဗျ ကဲ under 1 minute ကိုရောက်လာတဲ့အချိန်တွေပဲဖြစ်ပါတယ် fighter အနေနဲ့မြန်မြန်လှုပ်ရှားသွားတော့ဖြစ်မယ်ဗျ ပွဲပြီးပေါ်နီးကလာတဲ့အမြဒါ fighter တွေရဲ့တက်လုံပိုင်းကလည်းအနေငယ်ပြိုဆင်းလာတဲ့အနေထားမှာ stand fight ကိုပဲဥတည်ပြီးသွားကြတော့တယ်ဗျ Loki စက္ကန့်30ပဲကြာပါတော့တယ်ခင်ဗျာ ဝင်းလိုက်တော့ရင်အောက်ပိုင်းကရက်တွေကလှုပ်ဖြစ်နေလို့ပြောလို့ရတယ်ဗျ round 3ပြီးဆုံးပါပြီခင်ဗျာ ပွဲစဉ်60 kg ဝေးတန်း MMA ပွဲစဉ်မှာအမတ်ပေးတိုင်3ရှိသည့်နဲ့အမတ်ပေးတိုင်3စလုံးဤမဲဖြစ်အနိုင်ရရှိသွားသူကတော့အပြာတော်မှစစ်တွေသာရခိုင်ဖိုက်တာဝေလိုက်ထုံး Okay ညီလေးဝင်လိုက်တော့တဝဲလဲနိုင်သွားပြန်ပြီဘယ်လိုခံစားရလဲ Feel good အကောင်းဆုံးပဲ Okay အဲ့ဒါဆိုညီလေးဒီမှာပြိသက်ကြီးကိုဘယ်လိုတွေထပ်ပြီးတော့ performance ပေးမလဲဆိုတာဒီချက်တော့ပြောပြပေးပါဦး အခုလောလောဆယ်ဒီပွဲကကျွန်တော်၄ရက်တည်းနဲ့ training လုပ်ပြီးတော့ဒီပွဲလာထိုးတာနော်လူစားဝင်လာထိုးတာ training ကအပြည့်လုံးကြည့်ဒီထက်ပိုကြမ်းပြမယ်ဟဲအကုန်လုံးကျင်တော့ performance အကုန်ပြည့်ပြမယ်ဟုတ်ပြီလားဒီ weight တန်းမှာ training ပြည့်တဲ့အချိန်ဘယ်ကောင်းမဆိုကျွန်တော်လည်း weight တန်းတွေအကုန်ထိုးဖို့အစဉ်အသစ်ပဲ MMA ကြိုက်တဲ့လာခဲ့အကုန်ထိုးမယ် Okay ညီလေးအဲ့တော့ညီလေးဝိတ်တန်းကတခြား martial art နယ်ပယ်က fighter တွေကိုပေါ့ MIA rule နဲ့ကိုညီလေးဗာပြောချင်တယ် ရတယ်ဘယ်သူမဆိုလာခဲ့ weight တန်းညီဖို့အဓိကပဲတကီလိုကြော်လဲရတယ်ကြောပေးတယ်ဟုတ်လားနော် weight တန်းတွေဘယ်သူမဆိုထိုးဖို့အစဉ်အသစ်ပဲ အဲ့တော့တကီလိုကိုကြောပေးတဲ့ဝင်းလိုက်တော့မှာပိတ်သက်ကြီးလက်ကုပ်တီးပေးပါဦး Win night two